ကြောက်ကယောဂကုသဖို့ငွေကြေးအခက်အခဲဖြစ်နေတာကြောင့်ကုညီမဲ့သူလိုအပ်နေတဲ့ကိုအားကထုံးပြည်သူများလုံးမဲ့မင်္ဂလာပါမာရဘန် page ကနေကြိုဆိုလိုက်ပါတယ်လက်တလုံးမှာတော့လူပြောများနေတဲ့သတင်းကတော့ကြောက်ကယောဂကိုခန်းစားနေရတဲ့ကိုအားကထုံးရဲ့အကြောင်းပဲဖြစ်ပါတယ်ကိုအားကထွန်းတော်မိသားစုဟာအခြေခံလူတန်းစားတွေဖြစ်ပြီးတနေ့လုံးမှတနေ့စားရတဲ့ဘဝမျိုးပါကိုအားကထွန်းကျမရဲ့ကောင်းစဉ်အချိန်တုန်းကမိသားစုကိုလှုပ်ကြွေးခဲ့တာပဲဖြစ်ပါတယ်။ဗန်းမှာ၄နှစ်နီးပါးလောက်လှုပ်လှုပ်ခဲ့ပြီးမိသားစုတာဝန်ကိုထမ်းဆောင်ခဲ့တာပါ။အဲဒီကနေနိုင်ငံခြားကိုအလုပ်သွားရောက်လုပ်ကိုင်ဖို့အကြောင်းဖန်လာချိန်မှာတော့ကိုအားကထွန်းကလိုအပ်တဲ့စစ်ဆေးမှုတွေကိုပြုလုပ်ရမှာကြောက်ကအားနဲ့ဝေဒနာကိုစတင်သိရှိခဲ့ရတာဖြစ်ပါတယ်။နိုင်ငံခြားကိုအလုပ်သွားလုပ်မဲ့လူငယ်တွေဟာကျမရဲ့ကောင်းမွန်နေမှပြပထွက်ခွင့်ရှိတာကြောင့်ကိုအားကထွန်းအနေနဲ့ကြောက်ကအားကောင်းစေတွေစားခဲ့ရတာပါဒါပေမဲ့ဆေးတွေကဈေးကြီးလွန်းတာကြောင့်သူ့ရဲ့ဘဝင်နဲ့လစာနဲ့မကမိတော့တာကြောင့်ဆေးတွေတောက်ရတာကိုရပ်ပစ်ခဲ့တာပဲဖြစ်ပါတယ်ကိုအားကထွန်းအနေနဲ့ကျမရေးလေတိတိတတ်တာဆုံးရလာတာမျိုးမရှိတာကြောင့်အသုံးစရိတ်လျှော့ချတဲ့အနေနဲ့ဈေးပုံမှန်တောက်ရကနေရပ်ပစ်ခဲ့တာပါကိုအားကထွန်းရဲ့လစာပေါ်မိသားစုတစ်ခုလုံးကရပ်တည်နေရတာကြောင့်သူ့အနေနဲ့ကျမရေးထက်စာဝတ်နေရေးကိုဦးစားပေးခဲ့တာပါဆေးတွေတောက်တာရပ်ပစ်ခဲ့ပြီး3လကြာမှာတော့ကိုအားကထွန်းရဲ့ကျမရေးချင်းတွေကတိတိတတ်တာဆုံးရလာပြီးကြောက်ကယောဂလက္ခဏာတွေစပြလာပါတော့တယ်ထမင်းစားရင်ထမင်းပြန်အပ်ပြီးရေတောက်ရင်တော့10မိနစ်အကြာမှရေတွေပြန်အပ်တဲ့အထိယောဂကိုခံစားလာရတာပါကြောက်ကယောဂကိုမြန်မာနိုင်ငံမှာအမြင့်ပြောင်းကုသနိုင်တဲ့ဆေးပညာတွေမရှိသေးတာကြောင့်လာတိုင်းပုံမှန်ကြောက်ကဆေးရင်းနဲ့သာရှေ့ဆက်နေခဲ့ရတာပါကိုအားကထွန်းကအခြားကြောက်ကယောဂဝေဒနာတွေလိုဘိုက်ပူလာတာမျိုးမရှိပေမဲ့ပုံမှန်အသားရည်မဟုတ်တော့ဘဲအသားတွေမဲသွားခဲ့ရပါတယ်ခန္ဓာကိုယ်ကလည်းအရင်လိုလှုပ်ရှားနိုင်တာမျိုးတွေမရှိပဲဘေးနားမှာတယောက်ယောက်ကစောင့်ကြည့်နေရတဲ့အနေအထားထိတောင်ဖြစ်သွားခဲ့ရတာပါသူ့ရဲ့အမနဲ့အတော်ကတော့ကိုအားကထွန်းရဲ့ယောဂကိုကုသပေးဖို့နေမနာညာမနာအလုပ်တွေလုပ်ခဲ့ပြီးအတော်ဖြစ်သူဟာဆိုရင်အစားအသောက်အပြတ်ခံပြီးအလုပ်စူးစမ်းလွန်းတာကြောင့်အဆိုင်သွေးကြောပေါက်ပြီးအသက်ဆုံးရှုံးရတဲ့အထိပါပဲအရင်ကတည်းကကိုအားကထွန်းပမာတာမိခိုနေရတဲ့မိသားစုတွေလည်းကိုအားကထွန်းခုလိုဖြစ်တော့ဒုက္ခရောက်နေကြရတာပါယနေ့ခေတ်ကာလကုန်စည်နှုန်းတွေနဲ့စားဖို့တော်အနိုင်နိုင်ဖြစ်နေရတဲ့အချိန်ယောဂအတွက်လောက်စင်လာတိုင်းငွေကုန်နေတာကြောင့်ကိုအားကထွန်းကတော့ TikTok ကနေကူညီနိုင်မဲ့အလှူရှင်တွေကိုအကူအညီတောင်းခဲ့တာပဲဖြစ်ပါတယ်ကိုအားကထွန်းရဲ့အဖြစ်မှန်တွေကိုသိပြီးစေတနာရှင်တွေကကူညီထောက်ပံ့ပေးကြသလိုတစ်ဖက်မှာလည်းကိုအားကထွန်းရဲ့ဗီဒီယိုတွေကိုအသုံးချပြီးလိမ့်လည်နေသူတွေကလည်းရှိနေပြန်တာပါဒါကြောင့်ကိုအားကထွန်းတယောက်အလူငွေတွေကိုရသင့်တဲ့လောက်မရပဲလိမ့်လည်တဲ့သူတွေစီပါသွားတာလည်းမနှဲမနှောပါပဲအခုထိလည်းကိုအားကထွန်းကသူ့ရဲ့ယောဂကိုကူညီပြီးကုသပေးမဲ့အလူရှင်တွေကိုမျှော်လင့်နေတုန်းမှာပရိသတ်တွေကတော့ငွေကြေးချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကိုအားကထွန်းရဲ့ယောဂအတွက်ကူညီပေးကြဖို့ကူပြောပေးနေကြတာပဲဖြစ်ပါတယ်တချို့ကလည်းကြောက်ကယောဂကမြန်မာနိုင်ငံရဲ့အခြေခံလူတန်းစားတွေမှာသာအဖြစ်များနေတာကြောင့်နေထိုင်စားသောက်မှုပုံစံတွေကိုမေးခွန်းထုတ်လာကြတာပဲဖြစ်ပါတယ်အခုလိုအခြေခံလူတန်းစားတွေအနေနဲ့စာဝတ်နေရေးကိုသာအဓိကထားနေရတာဖြစ်တာကြောင့်ကျမရေးဖြစ်ပြီးဆိုရင်မရှုနိုင်မကန်နိုင်ဒုက္ခရောက်နေကြရတာပါအခုလဲကိုအားကထွန်းကသူ့ရဲ့စာဝတ်နေရေးကြောင့်တောက်နေကြဆေးတွေကိုတောင်ဖျက်လိုက်ရကနေအခြေအနေကပိုဆိုးသွားတာပါပရိသတ်တို့အနေနဲ့ရောကိုအားကထွန်းတယောက်အများဆုံးအလှရှင်ပေါ်ဖို့ဆုတောင်းပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ